ုန်းတွေမှာ MAH များတိုင်းဒီဖုန်းကပို့ပြီးအခန့်လားဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းမပြောခင်မှာ MAH ဆိုတာဘာလဲကိုသိဖို့လိုတယ် MAH ဆိုတာက MBI ရဲ့အတူတော့ပါအမှန်အားဖြင့်တွေးကြည့်လိုက်မယ်ဆိုရင်တော့ဗျာဒီ MBI များတဲ့ဖုန်းတွေကပို့ပြီးအခန့်နေပြောလို့ရပါတယ်ဒါပေမဲ့တရားတွေးကြည့်လိုက်မယ်ဆိုရင်တော့ဒီ MAH များတိုင်းဖုန်းရဲ့ဘက်ထရီကပို့ပြီးအခန့်နေလို့ပြောလို့မရပါဘူးဥပမာပါဗျာ9000 MAH ဘက်ထရီသုံးထားတဲ့ဖုန်းအတူတူနောက်ခင်ဗျားရဲ့ဖုန်းနဲ့သူများရဲ့ဖုန်းကပို့ပြီးအခန့်နေမျိုးအဲ့တော့ဖုန်းလုံးအခန့်မှုဆိုရင် MAH အပြင်တခြားအရေးကြီးတဲ့အချက်လေးတွေလည်းရှိပါသေးတယ်ပထမတစ်ချက်ကတော့ဖုန်းရဲ့ SOC ပါဖုန်းတစ်လုံးနဲ့တစ်လုံးမှာသုံးထားတဲ့ SOC တွေကမတူပါဘူးဥပမာပါဗျာ9000 mAh ဘက်ထရီပါတဲ့ဖုန်းနှလုံးအတူတူနောက်တစ်ခုကဒီ Snapdragon 7S Gen 4 nanometer ကိုသုံးထားတယ်နောက်တစ်လုံးက Dimensity 9400 Ultra 3 nanometer သုံးထားတဲ့ဆိုရင်တော့ nanometer သေးတဲ့ဖုန်းကပို့ပြီးတော့ power စားသက်သာစေပါတယ်နောက်တစ်ခုကဖုန်း SOC နဲ့ cooling system ပါဖုန်းရဲ့ SOC က nanometer သေးလေဒီ power စားနှုန်းကိုသက်သာစေလေဖုန်းတွေကပူလာတာနဲ့အမျှဒီဖုန်းရဲ့ဘက်ထရီကိုပို့ပြီးတော့ကုန်စေတယ်အဲ့တော့ဖုန်းရဲ့အပူကိုချော့ဖို့ဆိုရင် cooling system ကောင်းကောင်းတစ်ခုရှိဖို့လိုပါတယ်အဲ့လိုမျိုး cooling system ကောင်းကောင်းတစ်ခုရှိမှသာဖုန်းရဲ့အပူကိုချော့ချနိုင်မှာပါအဲ့လိုမျိုးဖုန်းရဲ့အပူကိုချော့ချနိုင်ပြီဆိုရင်ဒီဖုန်းရဲ့ဘက်ထရီစားကလည်းပို့ပြီးတော့သက်သာစေပါတယ်နောက်တစ်ခုကတော့ display ပါဥပမာဆိုကြပါစို့ဗျာ9000 mAh ဘက်ထရီပါတဲ့ဖုန်းနှလုံးမှာတစ်လုံးကဒီ LCD display ကိုသုံးထားတယ်နောက်တစ်လုံးက AMOLED display ကိုသုံးထားရဆိုရင်ဘယ်ဖုန်းကပို့ပြီးတော့အပုတ်ခံမယ်လို့ပြောရရင် AMOLED display သုံးထားရဲ့ဖုန်းကပို့ပြီးတော့အခန့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဗျာဒီ liquid crystal display လို့ခေါ်တဲ့ LCD display မှာနောက်ကနေပြီးတော့ဒီထွန်းပေးတဲ့အလင်းကိုထွန်းပေးတဲ့ light လို့ခေါ်တဲ့ဒီမီးအပြားကြီးတစ်ပြားလို့ပြောလို့ရတယ်အဲ့အပြားကြီးကအရှင်လုံးထွန်းပေးနေတာအဲ့တော့ဗျာ display ကအမဲပဲပြမယ်ဆိုရင်တော့ဒီနောက်ကဒီ LCD နောက်က backlight ပြားကြီးကအရှင်လုံးလင်းပေးနေရပါAMOLED မှာကြောက်အဲ့လိုမဟုတ်ဗျာသူကဒီနောက်မှာ backlight ကမပါတော့ဘူးအဲ့ဒီ backlight အစားကျွန်တော်တို့ဒီ pixel တွေကိုသုံးပါတယ်အဲ့တော့ဗျာ display ကအမဲအောင်ပြပြီဆိုရင် pixel တွေကလုံးဝကိုပိတ်သွားပါတယ်အဲ့လိုပိတ်လိုက်တာမလို့ဖုန်းရဲ့ battery power စားနှုန်းကိုလည်းသက်သာစေပါတယ်အဲ့ဒါကြောင့်ပဲဒီ AMOLED ပဲဖြစ်ဖြစ် OLED ပဲဖြစ်ဖြစ်ဒီ LCD display သုံးထားတဲ့ဖုန်းတက်ပို့ပြီးတော့ power စားနှုန်းသက်သာစေပါတယ်နောက်ဆုံးအနေနဲ့ကတော့ဒီဖုန်းရဲ့ OS လို့ခေါ်တဲ့ operating system ပါကျွန်တော်တို့တတိထားမိတာဒီ iPhone တွေမှာ MAH နည်းပေမဲ့ဘာလို့အခန့်နေရလဲဆိုရင်သူတို့ရဲ့ operating system ကကောင်းလို့ပို့ပြီးတော့နားလဲအောင်ပြောရရင်ဒီ iPhone တွေမှာကchip ဆိုလဲသူတို့ရဲ့ကိုယ်ပိုင် chip ကိုထုတ်တယ် software ဆိုလဲသူတို့ကိုယ်ပိုင်ရေးထားတဲ့ software ကိုသုံးတယ်အဲဒါကြောင့်မလို့ပဲဒီ hardware နဲ့ software ကြားမှာအပေးယူနှက်တာပြီးတော့ဖုန်းရဲ့ power စားနှုန်းကိုသက်သာစေရပါတယ် Android တွေမှာကြောက်အဲ့လိုမဟုတ်ဘူးsoftware ဆိုလဲ Korea ထုတ်တယ်ဒီ Samsung ကထုတ်တယ် hardware ကထုတ်တယ်အမျိုးမျိုးပဲပြီးတော့ဒီ chip ဆိုလဲဒီကွက်ကွန်းကယူသုံးလိုက်ဒီ MediaTek ကယူသုံးလိုက်နဲ့မျိုးစုံတိုးခုံနေရဗျာအဲ့တော့ hardware နဲ့ software ကြားမှာ iPhone လောက်ဒီအပေးယူမမျှတာမလို့ဒီ iPhone ရဲ့ battery လောက်ပို့ပြီးတော့ power efficiency ဖြစ်တာပါပို့ပြီးတော့မြင်တာပြောရရင်ဗျာ Mr. Who the Boss Channel မှာတင်ထားတဲ့ဒီဗီဒီယိုကိုကြည့်လိုက်ရင်ပို့ပြီးတော့မြင်တာဖြစ်ပါတယ်အဲ့မှာဗျာဒီ6800 mAh battery သုံးထားတဲ့ဒီ Xiaomi 7G Ultra က9000 mAh battery ပဲသုံးထားတဲ့ Samsung Galaxy S26 Ultra နဲ့ iPhone 17 Pro Max တက်ပို့ပြီးတော့အားကုန်ညံ့နေရကိုပြရပါလိမ့်မယ်နောက်ပြီးတော့ဒီ iPhone 17 Pro Max ကအားရင်ကုန်လာတာကိုပြရပါလိမ့်မယ်အဲ့တော့ဒီဗီဒီယိုကြည့်လိုက်မယ်ဆိုရင်ဖုန်းတွေမှာပါတဲ့ဒီ operating system ကဖုန်းဘက်ထရီတွေရဲ့အားခံနိုင်မှုပေါ်ဘယ်လောက်ထိတက်ရောက်လဲဆိုတာကိုမြင်လာစေပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးဆိုရင်channel လေးကို subscribe လုပ်တော့ဖို့နောက်ထပ်လိုက်ပါတယ် so အားလုံးပဲ good luck ပါ